ဟိုးရှိရှိတုန်းကဘာယာနတီပြီးပြမရက်မင်းကြီးစိုးစံစဉ်ဆူလာတေလီလို့အမိသွင်းနဲ့ညံမျောမြင်ကြီးမားတဲ့တထေးကြီးတဦးရှိတဲ့ကွယ်ဒီနေ့တော့ဘရင်ကြီးထံခါစားဖို့အသွားလမ်းပေါ်မှာကြွက်တီတကောင်ကိုတွေ့တော့ဉာဏ်ပညာနဲ့ပြည့်စုံသူဟာဒီကြွက်ကိုအရင်ပြုပြီးလှုပ်ဆောင်မယ်ဆိုရင်ကြီးပွားနိုင်တယ်လို့ပြောလိုက်တယ်ဒီစကားကိုတော့အမျောမြင်ရှိတဲ့ဆင်းရဲသားတဦးကကြားသွားတာပေါ့ကွယ်ဒါကြောင့်လေသူကကြွက်တီကိုယူပြီးဈေးမှာကြောင်စာအဖြစ်တွားရောက်ရောင်းချတော့တချင်ရွေးရခဲ့တယ်တဲ့သူဟာတချင်ရွေးနဲ့ထညက်ကိုဝယ်တယ်အဲ့ဒီနောက်တောက်ရည်ဦးတစ်လုံးကိုယူပြီးတောကနေပန်းခူးပြန်လာကြတဲ့ပန်းတယ်တွေကိုထညက်အနှင်းငယ်နဲ့ရေတစ်ခွက်စီတိုက်တယ်ပန်းတယ်တွေကလည်းသူ့ကိုပန်းလက်တဆုပ်စီပြန်ပေးကြတာပေါ့သူဟာအဲ့ဒီပန်းတွေကိုရောင်းပြီးရတဲ့ငွေနဲ့ထညက်ထပ်ဝယ်ပြီးပန်းချံအထိသွားကပန်းတယ်တွေကိုထညက်ကျွေးပြီးရေတိုက်ပြန်တယ်အဲ့ဒီအခါမှာပန်းတယ်တွေကသူ့ကိုပန်းတစ်ဝက်စီခွဲပေးကြတာပေါ့သူကအဲ့ဒီပန်းတွေကိုရောင်းချလိုက်တော့ငွေတက်ပြား10ပြားတောင်ရတယ်ဒီနေ့တော့မိုးသက်လေပြင်းတိုက်ခိုက်တာကြောင့်ဘရင်ကြီးရဲ့ဥယျာဉ်တော်တွေကတစ်ပင်တွေရဲ့အကိုင်းခတ်တွေကကျိုးကျကုန်တယ်ဒါနဲ့သူကဥယျာဉ်မူးထံသွားပြီးဥယျာဉ်တော်အတွင်းရှုပ်ပွားနေတဲ့တစ်ကိုင်းတစ်ခတ်တွေကိုသူ့ကိုပေးဖို့ပြောလိုက်တယ်ဥယျာဉ်မူးကလည်းသဘောတူတာပေါ့ဒါနဲ့သူကအဲ့ဒီအနီးနားမှာကစားနေတဲ့ကလေးတွေကိုထညက်ကျွေးပြီးထင်းအလုံးကတစ်ကိုင်းတစ်ခတ်တွေကိုရှင်းလင်းတည်ယူခိုင်းလိုက်တယ်အဲ့ဒီအချိန်မှာဘရင်ရဲ့အိုးဖုတ်တွေကအိုးတွေဖုတ်ဖို့အတွက်ထင်းလိုတာကြောင့်သူ့စီကနေဝယ်ယူသွားတယ်တဲ့သူဟာအဲ့ဒါတွေကိုရောင်းလိုက်ရတာကြောင့်ငွေအသက်ပြား16ပြားနဲ့အိုး9လုံးရလိုက်တယ်အဲ့ဒီအချိန်မှာသူ့မှာစုစုပေါင်းငွေ24အသက်ပြားပိုင်ဆိုင်နေပြီလေဖြစ်ပါတယ်အဲ့ဒီနောက်သူဟာမြို့တကောင်နားမှာနေပြီးမျက်ရည်သမားတွေကိုတောက်ရည်ပေးဝေပြန်တယ်မျက်ရည်သမားတွေကလည်းအကူညီလိုရင်ပြောပါကူညီဖို့အသင့်ပါလို့ပြောတယ်သူဟာကုန်းပွဲစားရီပွဲစားတွေနဲ့လည်းမိတ်ဆွေဖွဲ့ထားတယ်ဒီနေ့တော့ကုန်းပွဲစားတွေကဒီမြို့ကိုမြင်း900ပါတဲ့မြင်းကုန်တဲ့တူလာမယ်လို့သူ့ကိုသတင်းပေးတယ်ဒါနဲ့သူကမျက်ရည်သမား900ထံကိုသွားပြီးမြက်တစည်းစီတောင်းယူလိုက်တယ်မြင်းကုန်တဲ့ရောက်လာတော့သူကအဲ့ဒီမြက်တွေကိုရောင်းချလိုက်တာပေါ့အဲ့ဒီမြက်တွေကိုရောင်းချမှုကြောင့်သူကအသက်ပြား1000ရလိုက်တယ်နောက်3-4ရက်အကြာမှာစိတ်ကန်းကိုကုန်ပြည့်တင်ဆောင်လာတဲ့လှီကြီးတစ်စီးရောက်လာလိမ့်မယ်လို့ရေပွဲစားစီကနေသတင်းရတယ်ဒါနဲ့သူဟာခန်းနာလာတဲ့ယထာတစ်စီးနဲ့နောက်လိုက်ချွေရန်တွေကိုငှားပြီးဟိတ်ဟန်ကြီးမားစွာနဲ့လှေတကြီးထံသွားပြီးပါလာသမျှကုန်တွေအကုန်လုံးကိုဝယ်ယူဖို့စာချုပ်ချုပ်လိုက်တယ်လှေကြီးဆိုက်ရောက်တဲ့ဆိုတဲ့သတင်းကြောင့်ဘယာနတီကကုန်တဲ့တရားတို့ကစိတ်ကန်းကိုကုန်ဝယ်ဖို့ရောက်လာခဲ့ကြတယ်ဒါပေမဲ့လှေကြီးပေါ်ကကုန်ပစ္စည်းတွေအားလုံးကိုဆင်းရဲသားကဝယ်ယူထားပြီးဖြစ်တာကြောင့်ကုန်ပစ္စည်းတွေကိုဈေး2ဆ3ဆပေးပြီးဝယ်ယူသွားခဲ့ကြရတယ်။အဲ့ဒီနည်းနဲ့သူဆင်းရဲသားဟာငွေအသက်ပြား2သိန်းအထိရရှိခဲ့တာပေါ့။ဆင်းရဲသားဟာ4လအတွင်းအခုလိုငွေအသက်ပြား2သိန်းရရှိခဲ့ခြင်းဟာဆူလာတီလီတထေးရဲ့ပြောဆိုမှုကြောင့်ဖြစ်တယ်ဆိုတာကိုသိတာကြောင့်ကျေးဇူးတင်တဲ့အနေနဲ့ငွေအသက်ပြား3သိန်းနဲ့တွားရောက်ကြော်ခဲ့တယ်။တထေးကြီးကလည်းညံမျောမြင်တဲ့ပြည်စုံတဲ့ဆင်းရဲသားကိုအကွက်မြင်မှုစူးစမ်းမှုတွေကိုသဘောကျတာကြောင့်သူ့ရဲ့သမီးဖြစ်သူနဲ့လက်ထပ်ပေးလိုက်တယ်။တထေးကြီးတည်ဆုံးတော့သူဟာတထေးကြီးရဲ့နေရာကိုရရှိခဲ့